တိုက်တန်းနဲ့တမောကြီးကိုမြင်မှုရတာကျွန်တော်ကတော့ရုပ်ရှင်ထဲမှာပဲမြင်မှုတာဒါဆိုနောက်တစ်ခုထပ်ပြောပြပါမယ်ရန်ကုန်မှာလောက်ကင်နေရှားပါနေချိန်မှာခင်ဗျားတို့အင်္ဂလန်ကတမောကြီးတစ်စီးပေါ်မှာလောက်ရမယ်ဆိုရင်ဘယ်လိုနေမလဲတမောသားလည်းဖြစ်ရှင်တယ်တမောစီးရမှာလည်းကြောက်တယ်ဆိုရင်ဒီဗီဒီယိုလေးကိုဆက်ကြည့်ကဲကူခင်ဗျားတိုက်တန်းနဲ့တမောပေါ်မှာလောက်ရပါပြီတမောပေါ်ကိုစတက်တက်ရှင်ကျက်လိုမျိုးတမောထိတ်မှာလေငင်းခံပြီးဒီလိုမျိုးអော်ရမယ်ထင်နေလားစိတ်ကူးရင်မနေပါနဲ့ခမရဧည့်သည်မဟုတ်ဘူးတမောရဲ့ဘိုက်ထဲမှာအလုံးလုံးရမယ်ဘလက်ခန်းအဖွဲ့ဝင်တယောက်ပါဒါဆိုခမရတို့ကပါတယ်လေ That's wise Peter. What? ခမရဒီတမောဘောကိုစတက်တဲ့နေ့က1912ခုနှစ်ဧပြီလ10ရက်နေ့ပေါ့အဝတ်စားတွေကနွမ်းဖက်နေပြီလက်ကတော့ကော်ပြားတစ်လက်ကိုကင်ဖို့ ready ဖြစ်နေပါတယ်တမောကြီးကမနစ်နိုင်ဘူးလို့လူတွေကကြော်ညာထားကြပြီလေခမရအတွက်ကတော့ဒါဟာရွှေနဲ့သွေးနဲ့လဲရမယ်ငဲကန်းတစ်ခုပါခမရတိုက်တဲ့နေ့တမောကြီးဘောကိုစရောက်ပါပြီ Minglawa dollar ဒါကအလုံးလုံးရမယ်ပြီးဖို့ကံပါလင်းအောင်လည်းမရှိသလိုလေကောင်းလေတန်လည်းမရှိပါဘူးခမရရဲ့ဘဝကတင်မောစထွက်တာနဲ့စပါပြီလောက်ရမှာကလည်းတနေ့ကိုကြောင်မီသွေးတန်ကြီး600ကျော်ကိုဒီမီးပိုကြီးတွေကိုရအောင်ကျုံးသွင်းရမှာပါတင်မောကြီးမှာမီးပိုပေါင်း29ခုရှိပြီခမရတို့အားလုံးကအဲ့ဒီမီးပိုတွေကိုအမြဲတမ်းဘိုက်ဝနေအောင်ကြောင်မီသွေးတွေနဲ့ခွန်ကျွေးနေရတဲ့သူနာပြုဆရာမတွေပေါ့ဒီဗီဒီယိုမှာတော့ခမရရဲ့လှုပ်ရှင်တွေကဒီနေ့ကို4နာရီလောက်8နာရီနားဆိုပြီးစနစ်စရာခိုင်းထားတာပါခမရပြင်မာလို့9 to 5တော့မဟုတ်တော့ပါဘူးဒါပေမဲ့အဲ့ဒီ4နာရီအတွင်းမှာကိုလေးချိန်ကတိတိတတ်တာကြာသွားနိုင်ပါတယ်ဥပမာ9ပေါင်လောက်ပေါ့ရှေ့ကမီးမိုးကြီးကလည်း1200ဒီဂရီလောက်ပူတာပါခမရရဲ့ခန္ဓာကိုယ်မှာရွှေတွေကစီးကြပြီးကြောင်မီးသွေးမုံနေနဲ့ရောပြီးတကူလုံးရွှွန့်လူထားသလိုမဲမောင်နေတာမို့ခမရကိုလူတော့ခေါ်ဖို့ခက်ပါတယ်ခမရရဲ့ဘေးနာကတငယ်ချင်းကိုကြည့်လိုက်ရင်လည်းလူနဲ့မတူပဲကြောင်မီးသွေးတုံးကြီးလမ်းလျှောက်နေကြလို့ပါပဲဒီလိုမျိုး4နာရီလောက်ဆက်တိုက်လုပ်ပြီးတော့နားကျင်ရောက်ရင်ခမရပါစားမလဲအပေါ်ရက်ကလူတွေလို့ကြက်စင်ကင်လို့ဝိုင်းတော့မျောလင့်ပါတယ်ခမရတို့အားလုံးအတွက်အောက်ဆုံးတက်ကမီးကိုကြောင်ကပို့ပေးထားတဲ့အာလူပြုတ်ခိုက်ရေးနဲ့စွပ်ပြုတ်ချေချေပါလက်တွေကလည်းကြောင်မီးသွေးတွေလည်းမဲနေတော့ခမရစားတဲ့အစားအစာတွေထဲမှာကြောင်မီးသွေးမုံတွေကပ်ပါနေမှာပါအပြင်မှာဆိုရင်တော့ထမင်းကိုဖုံဖုံနဲ့နေစားသလိုမျိုးပေါ့ဒါကိုပဲခမရပိုက်စာလုံးလုံးငမ်းမရစားရပါတယ်ခမရတို့မှာစကားပြောဖို့တော့အားမရှိပါဘူးအစားစားပြီးရင်တော့ညဘက်အိပ်ရမယ်ရှိမှာဒါပေမဲ့ခမရအိပ်ရတဲ့နေရာကတင်မောရဲ့ရှေ့ဆုံးပိုင်းကတန်ကရင်ချင်းချင်းလေးပါခေါင်းအောက်မှာတင်အင်ဂျင်တန်ကြီးကတရုံးလုံးနဲ့မြည်နေတာခမရတို့အိတ်ခမ်းထဲမှာလည်းအလုတ်သမားတွေစုပြုံတိုးဝင်နေပြီဒီလိုနဲ့နေတာခမရကိုမေးလဲသွားစီမှာပါဓားစီတွေကကွဲမတက်စူညံတန်နေကြမှာခမရကတော့ပင်မလုံးလုံးတီလူတယောက်လိုအိပ်ပြောသွားတယ်ပါတယ်မျက်လုံးပိတ်လိုက်တာနဲ့ခမရရဲ့အိမ်မက်ထဲမှာတော့ကော်ပြားကိုကင်ထားတော့မှာကဲတဖြည်းဖြည်းနဲ့ခမရကိုတမောကြီးကအတ္တလန်တိတ်မုတ်တရားလဲကိုရောက်လာပါတယ်ခမရအလောက်ကအမြင့်ကြီးမှမဟုတ်ဘူးရေရောက်ပေ40လောက်ပါဒီလိုရေရောက်ပေ40လောက်မှာအမြဲတမ်းအလုံးလုံးရှင်ရင်တော့တနည်းပဲရှိပါတယ်ဒီဘိုတွေကိုအပူချိန်1200ဒီဂရီလောက်ချီအောင်မြဲထားနေဖို့ပါဒီလိုနဲ့1912ခုနှစ်ဧပြီလ14ရက်နေ့ည7:40မိနစ်မှာခမရကိုတမောကြီးကရေခဲတောင်နဲ့တိုက်မိပါပေါ်ထဲမှာတော့လူတွေကဘာဖြစ်တာလဲဆိုပြီးဝိုင်းကြည့်နေကြမှာခမရတို့စီကတော့ငလင်လို့တလို့တုံခါသွားတာပါအောက်ထပ်မှာသူ့လုံးလုံးနေတဲ့တခြားဝင်နေတွေကထိတ်ကရေဒလဟောဝင်လာတာနဲ့ရှောပါပြီအခုမှခမရလည်းရောက်တာပါအောက်ကနေရေစိတ်ဝင်လာတာကိုမြင်နေရပါတယ်တမောရဲ့ရှေ့ရန်စစ်မျက်နှာမှာရှိနေတာမို့ရေခဲရေရတာကိုအရင်ဆုံးပြီးဆန့်ရသူတွေပေါ့ဒီလိုနဲ့ရေတွေဝင်လာပြီဆိုတော့ခမရပြေးဖို့ပြင်ပေမဲ့အထက်လူကြီးကခမရတို့အပြင်ထွက်ခွင့်မပေးသေးပါဘူးမင်းတို့ထွက်ပြီးရင်တင်မောကြီးမှောင်သွားလိမ့်မယ်မီးဘိုတွေပေါက်ပွဲလိမ့်မယ်ဆိုတဲ့အမိန့်အောက်မှာခမရတို့ကပိတ်မိနေရပါခမရပုံစံကဒီလိုကြောက်လန့်နေပြီအသက်30လောက်ပဲရှိပါသေးတယ်အခုကရေစီမျက်စိဝင်နေပြီဆိုပေမဲ့သမောသားတို့တီးဖျင်းတီးထိုက်တဲ့တက်တီတွေကျန်နေသေးတာကြောင့်ဒါတွေကိုတက်တီပြဖို့အတွက်မီးဘိုကန်းထဲမှာပဲဆက်နေရပါတယ်အပေါ်တက်ကလူတွေလင်းလင်းထင်းထင်းနဲ့ကဲဆယ်ရေးပေါ်တက်နိုင်အောင်ရင်းနှံ့ရိုက်ပြီးအကူကြီးတောင်းနိုင်အောင်မီးတီးရင်းလင်းနေဖို့ရှင်စစ်ထုတ်ပေးနေရတာပါခမရတို့အားလုံးကကော်ပြားကိုရှာပြီးပြေးသွားရင်တိုက်တက်နစ်ကြီးကစတိုက်တွေကဗယံပရာတွေဖြစ်ကုန်ပါပါအချိန်တစ်ခုရောက်ရင်တော့ခမရရဲ့အချိန်ကုန်ပါပြီဒီကြားထဲမှာလေးလာခဲ့တာတွေလည်းရှိပါတယ်
ဒါတွေကတင်မိုးရဲ့လမ်းကြောင်းတွေမဟုတ်ပဲတင်မိုးရဲ့ပိုက်ထဲမှာဘလို့ရှင်းတန်ရမလဲဆိုတာပါဒါပေမဲ့တဘာဝတရားကြီးကခင်ဗျားတို့ကိုမဆောင်ပါဘူးဒီလိုလုံနေတဲ့အတွင်းမှာပဲတင်မိုးကြီးကနှစ်ပိုင်းကျိုးသွားပါတယ်ညဘက်12နာရီကျော်မှာခင်ဗျားတို့နေတဲ့နေရာမှာရေပြည့်ဖြစ်သွားပါတယ်ခင်ဗျားတို့ဒီလိုအောက်မှာနေမှလည်းပေါ်ကလူတွေလွယ်နဲ့လွတ်မြောက်နိုင်မှာပါခင်ဗျားတို့လို black gun အဖွဲ့ဝင်တွေအတွက်ကယ်ဆယ်ရေးလီဆိုတာကရှားခတ်ပါတယ်ရှိခဲ့ရင်တော့ခင်ဗျားတို့ကအောက်ဆုံးတက်မှာဆိုတော့အပေါ်ကိုတက်ဖို့လမ်းကြောင်းတွေကပိတ်ဆို့နေပါပြီဒီလိုနဲ့နောက်ဆုံးမှာတော့အေးစိတ်နေတဲ့ရေထဲကိုခုန်ချလိုက်ရပါပြီဇနကလိုပင်လယ်ပြင်မှာလက်ပစ်ကူပြီးလွတ်မြောက်ရှင်ပေမဲ့ခမရဘလောက်ပဲကြိုးစားရေကအရန်အေးလွန်းတော့ခနာကိုကတောက်တင်းသွားပြီးဘဝကနေဝင်ရင်ရောက်သွားပါပဲခမရတိတ်ဆုံးတဲ့အချိန်မှာအသက်30ဝန်းကျင်ပဲရှိသေးပြီဒီတင်မောပေါ်မှာအလောက်ရတာကိုဂုံယူခဲ့တဲ့ခမရရဲ့အိမ်မက်ကတော့ရေအောင်ပြီး12000ပါပဲညီကောင်ရှုပ်သွားပါတယ်ခမရဘဝကပြီးသွားပြီဆိုပေမဲ့ဒီဘလက်ကန်တွေရဲ့ထူးခြားတာတွေကြမ်းပါသေးတယ်နောက်ဆုံးချိန်ဒီမီးဖို့တွေကိုထိမ့်မပေးခဲ့ရှင်နေငွေတွေမပေါက်ပွဲအောင်မလုပ်ခဲ့ရင်တိုက်တန်နဲ့ပေါ်ကလူပေါင်း900ကျော်ကယ်ဆယ်ရေးလေပေါ်ကိုရောက်မှာတော့မဟုတ်ပါဘူးခမည်းတော်ကတမိုင်းရဲ့တိတ်တဆိတ်သူရဲကောင်းတွေပါဒီလောက်ဆိုရင်တိုက်တန်နဲ့ပေါ်ကအလုပ်သမားတွေအကြောင်းကိုတော်တော်လေးသိလောက်ပြီးထင်ပါတယ်ဒီဗီဒီယိုလေးကဒီလောက်ပါပဲခမည်းနောက်ဗီဒီယိုချက်မှာကျွန်တော်တို့ပြန်တွေ့ကြပါ